a proof of life ဆိုတဲ့ proof of life အသက်ရှိထင်ရှားရှိနေသေးကြောင်းတက်တည်ပြဖို့တော့ထောက်တက်တည်မရှိတယ်ဒီအကြမ်းဖက်သမရအတူ made by China တရုတ်ကနေပြီးတော့လှုပ်ထားတယ်သမရအတူအချော်တကီမအလာနဲ့သူ့ရဲ့ဒီလက်မယွန့်အချော်တကီဗိုလ်ချုပ်များတော့ဒီတပ်ပုံဟောင်းလေးတစ်ခုကိုထုတ်ပြတာကဒါတော်တော်လေးအောက်တန်းကြလုံးအတန်နေဘာတွေမပြောနဲ့ပုံဗီဒီယိုလေး click လေး10 မိနစ်စာလောက် click လေးပဲဖြစ်ပါဖြစ်တယ်အဲ့ဒါလေးတော့မထုတ်ပြရဲတဲ့ဘဝတော်တော်ကြီးကိုကြောက်လန့်နေတဲ့အနေထားမှာအခြေအနေမှာရှိဗမာပြည်အတွက်ဒီသမရယူကသူကရက်တရာအတွင်းမှာကျွန်တော်ထင်ဒီလှုပ်ဆောင်မဲ့သူဇက်ညွန်တရုတ်ကရေးထားတဲ့ဇက်ညွန်တရုတ်ကရေးပေးတဲ့ဇက်ညွန်လည်းဖြစ်ဒါဒေါ်ဆန်းစုကြည်ကိုထုတ်သုံးရမယ်ကဏ္ဍကိုရောက်လာပြီအပေးအယူကိစ္စအတွက်သူတို့က3ခုလောက်တော့ရှိမှတယ်အာဆီယံပထမတစ်ခုကပါလဲဆိုအာဆီယံတဲကိုဝင်ခွင့်ရဖို့အတွက်တစ်ခုရယ်ပြီးတော့ကုလသမဂ္ဂအသိမှတ်ပြုမှုရဖို့တစ်ခုရယ်နောက်ပြီးတော့အမေရိကန်နဲ့ပြည်လည်ပြီးတော့ဒီ sanction တွေကိုရုပ်သိမ်းပေးဖို့ဒါတွေတော့သူကြိုးပမ်းမယ်လို့ကျွန်တော်ထင်တယ်ဒါသူအိမ်မက်ပေါ့သူအခုဒီရက်တရာအတွင်းမှာသူကိုယ်တိုင်သူ့ကြေညာပြီးတော့သမရဆိုပြီးတော့အတင်းအဓမ္မလုပ်ယူတဲ့ယာဒူးမှာအတင်းအဓမ္မလုပ်ယူထားတဲ့ယာဒူးမှာသူကဒီအယူသမရအယူအချော်ကီမအလာရဲ့အဖြစ်ချင်းဆုံးယာတွေကတော့အဲ့3ခုလို့ပြောလို့ရတယ်ဆိုတော့ဒီဒါတော့သူရက်တရာအတွင်းမှာဒီလိုကောင်းတဲ့ဖော်မှာတစ်ဖက်ကဒီစစ်ရေးနဲ့လုပ်နေလိုက်တယ်စစ်ရေးနဲ့ဒီသူဆုံးရှုံးထားတဲ့နေမြေတွေကိုပြန်ရအောင်လုပ်နေတဲ့ကိစ္စရရှိတယ်ဆောက်ယူကသူ့အိမ်မက်ထဲအတိုင်းပဲမတမယာဒီတန်ခါနာမတမယာသင်္ကာယရဏတင်ကိုသွားခဏကိုသွားပြီးတော့သူ့ရဲ့သင်္ကန်းဆရာကြီးတီးတကူသူ့ရဲ့ဆရာကတုံးသင်္ကန်းဝကတုံးကြီးတီးတကူနဲ့အတူတာတန်ခါယရဏတင်တာပေါ့သင်္ကာယရဏတင်တယ်ဆိုတဲ့ပုံစံမျိုးဒါတွေကသူကအသေးချောင်းplan ချပြီးတော့ဒီအသေးချောင်းလုပ်နေတယ်မှတ်တမ်းထဲမှာကြံအောင်အခုဒီ online ရဲ့အာသာမှုလို့ခေါ်မလားအားနေချက်online ရဲ့အာသာမှုကိုသူကအခွင့်ကောင်းယူပြီးတော့ဒါတွေကအခုချိန်မှာတော့ကျွန်တော်တို့ကဒီတကွာလုံးကသိနေတယ်ဒါတွေကသူလှုပ်သမျှသူပြောသမျှအလိန်နေပဲသူလှုပ်သမျှအင်းနေပဲဆိုတာသိနေတယ်ဆိုရင်နောက်ပိုင်းဒီမှာဆိုရင်အခုဒီသမရယာဒူသမရယာဒူကိုလူယူလိုက်တယ်ပေါ့ကျွန်တော်တို့အားလုံးသိထားတာသမရယာဒူကိုသူကလူယူလိုက်တယ်ဒါပေမဲ့ဒီကြောင်ရတဲ့အခါမှာကျွန်တော် search engine တွေမှာရှာကြည့်တဲ့အခါကျရင်ဗမာပြည်သမရကအဲ့ဒီကာလတွေမှာဘာတူလဲဆိုတာကြည့်လိုက်တဲ့အခါကျရင်ဒီမအလာအချော်ကီနာမည်ရထွက်လာဆိုတော့ဒီအခွင့်ကောင်းသူကအတုံးချနေတာလို့ထင်ရတယ်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ပြီးတော့သူမဟုတ်ကပြောတဲ့ဟာကြီးအားလုံးကသူကတကယ်အမှန်ပဲဆိုတဲ့ပုံစံမျိုးသူကိုသူလည်းဖြစ်နေတယ်သူတို့လိန်နေတာသူတို့သိတယ်ဆိုတဲ့အတိုင်းအဲ့အလိန်တွေကပုံစံတိုင်းကိုစိတ်ကလိုက်ပြီးတော့ထင်သူတို့လိန်တာကျွန်တော်တို့ကလည်းသိတယ်သူတို့လည်းသိတယ်ဒါပေမဲ့ဒီကောင်တွေကအဲ့သူတို့လိန်တဲ့အတိုင်းကိုစိတ်ထဲမှာသူတို့သတ်မှတ်ပြီးတော့အဲ့လိုမျိုးလုပ်နေတော့သူတို့ကပဲအမှန်နေစက်တိုက်လိန်တဲ့ကိစ္စအမှန်နေလုပ်သူတို့ပုံစံမျိုးအဲ့လိုမျိုးဖြစ်နေတယ်တစ်ဖက်ကအဲ့လိုတကယ်ဘာသာရေးရောင်ဘာရောင်ဆိုပေမဲ့ကျွန်တော်တို့ဗမာပြည်ရဲ့အခြေအနေတွေကိုဗမာပြည်ရဲ့ပြန်ကြည့်တဲ့အခါကျရင်ဒီမှာထိုင်းမြန်မာနယ်စပ်မြန်မာဘက်ခြမ်းမှာတိုက်ပွဲတွေအရှိန်မြင့်တက်နေလို့ထိုင်းလေတပ်မှာ F-16 တိုက်လေယာဉ်များပြန်တန်းကင်းလှည့်ထိုင်းကတော့ဘာမှမလုပ်ပါဘူးဒီထိုင်းကပြန်တန်းကင်းလှည့်ဆိုတော့သူတို့သဘောတူညီချက်တွေရှိထားမယ်ဘာဒါကြောင့်လဲသူတို့
ကြိုပြီးတော့ပြတာကြိုပြီးတော့ဒီလိုဒါတွေလောက်လာမယ်ဆိုတော့ကိုကြိုပြီးပြတာဒီတိုင်းလေတပ်ဦးစီးချုပ်ပြီးခဲ့တဲ့နှစ်ကုန်မှာနော်နှစ်ကုန်တော့မဟုတ်ဒီနှစ်မှာဒီဖေဖော်ဝါရီလောက်မှာလာပါတဲ့ကိစ္စဒါတွေကိုသူလုပ်ဖို့အတွက်ဒါသူတို့ဘယ်လိုခေါ်မလဲတစုံတရာ briefing သဘောတူညီချက်နဲ့လုပ်တဲ့ပုံစံမျိုးဆိုတော့ထိုင်းကလည်းမတားဘူးဆိုပေမဲ့မတားတဲ့ဥစ္စာပေါ်မှာကျွန်တော်ကလည်းတစ်ဖက်ကဘာမှပြောလို့မရနိုင်ဘူးတစ်ဖက်ကျွန်တော်တို့ဘက်ကဒုက္ခတွေအများကြီးလဲသူ့မှာဝန်တော့ဝန်ပိုးတွေရှိနေတယ်ဆိုတော့ပေါ့မှာဒီလင်းစီမြောင်းဖို့အတွက်ကိုပဲကျွန်တော်ကစွတ်တောင်းအောင်စွတ်တောင်းအောင်ပုံစံမျိုးဒီတက်နိုင်ဆုံးတော့တိုက်လဲတိုက်တောင်းအောင်အခုသူဘုံကျဲနေတာကဘာစစ်ဖြစ်တယ်လို့လေရင်ကိုရင်းအောင်တစ်စင်းတစ်စင်းနဲ့ဘုံကျဲတာမဟုတ်အုပ်နဲ့ကိုဘုံကျဲနေတယ်ဆိုတဲ့အပေါ်မှာဒါကတော့မသင့်တဲ့မလျောက်ပတ်ပြီးတော့သူကျဲနေတဲ့ဥစ္စာတွေကဘယ်သူတွေလဲဆိုတော့ဟိုးတိုင်းတစ်ပါးလာရန်သူတွေမဟုတ်ဘူးပြည်သူစစ်တွေတိုင်းပြည်ရဲ့ပြည်သူစစ်ပြည်သူတွေကိုရန်သူဖြစ်သတ်မှတ်ပြီးတော့ဘုံကျဲနေတဲ့ကိစ္စတော့ဝန်နေကောင်းပါတယ်လို့ထိုင်းလို့လေတိုက်တုံမို့လို့တော့အဲ့တော့ဒီပြည်သူတွေနဲ့ပတ်သက်ပြီးတော့တခုမှညညတတာလောက်တာမရှိဘူးခုမှညညတတာလောက်တာမရှိဒီဂျမ်ဖက်စကားစားနေဒီပြပထွက်ခွာခွင့်တွေပို့ပြီးတော့တင်းကျပ်လာတာနဲ့အများရန်ကုန်မှာဆိုဒီ VIP pass တွေVIP pass ဆိုတာအပြင်ကိုထွက်ခွင့်လို့ပုံစံမျိုးလို့ပြောလို့ရလူတူကိုသိန်း100တော့ပေါက်စီသူပေါက်စီနဲ့ရှိရနေ့တိုင်းသူပေါက်စီတွေရှိဘလောက်ပေါက်တယ်ဘလောက်ပေါက်စားရဖြစ်အဲ့ပေါက်စီတွေကဒီလိုပေးရတဲ့ပတ်စံတွေဘယ်လိုတွေသွားလဲဆိုတော့ဒီ immigration အဲ့မှာလေစိတ်မှာဆက်ပြီးတော့လှုပ်နေလေအားလုံးဝေစားမြတ်စာဒီဟာတွေကဒါ corruption နဲ့ဒီချဆာလာစာမှုတွေရဲ့နောက်ဆက်တွဲဒါတွေကအဆင့်တိုင်း level တိုင်းမှာကိုလုပ်နေကြတဲ့သဘောပါလဲဆိုတော့သူတို့အထက်ပိုင်းကြီးပဲအနေချင်းလေးမဟုတ်အများကြီးတွေစားနေရတဲ့အချိန်မှာအောက်ပိုင်းအဆင့်ကလည်းသူကလည်းသူဒီစားခွင့်ရတဲ့နေရာလေးတွေရှိဖို့လိုတယ်အဲ့လိုတဲ့ပုံမှာကိုဖန်တီးဆိုတဲ့ပုံစံတစ်ဖက်ကလည်းသူတို့ဖန်တီးပြီးဘွိုင်းပြီးတော့ပူပေါင်းပြီးတော့ဖန်တီးကြတဲ့ပုံစံမျိုးလို့အဲ့လိုပြပထွက်ခွာခွင့်တွေပိတ်ထားတယ်နော်စစ်မှုထမ်းဥပဒေကြောင့်စစ်မှုထမ်းဥပဒေဆိုတာတည်တဲ့အတိုင်းပြည်သူချင်းကိုပြန်တိုက်ပေးတဲ့ဥပဒေမျိုးဖြစ်တယ်ဆိုတဲ့ပုံမှာဒါသူတို့အတွက်ဒီလူငယ်တွေပြပမထွက်အောင်လှုပ်ထားမှဒီအချင်းချင်းပြန်တိုက်ခိုင်းတဲ့နေရာမှာဒါဒီလူသားရင်းမြစ်တွေကိုအသုံးပြုရမယ်ဆိုတော့ဒါလည်းသူတို့ရဲ့ဖန်တီးချက်ပဲဖြစ်နေတယ်ဆိုတော့ဒီလိုဟာတွေကတော့ဆက်ပြီးတော့ရှိနေမှာပဲဒီကောင်တွေရှိနေသေး၍ဒီကောင်တွေဒီလိုမျိုးလှုပ်ချင်တယ်လို့လှုပ်လို့ရနေသေးကတော့ဒါတွေကဆက်ရှိနေမဲ့သဘောမှရှိရဲရက်တန်ဖို့အချိန်တန်နေပြီဒီသူတို့ဒီကောင်တွေရှိနေသေးကတော့ဆက်ပြီးတော့ဒါတွေကဖြစ်နေဒီပြည်သူတွေကဒီဒုက္ခတွေဇက်တိုက်ဆိုတာပိုဆိုးတဲ့အခြေအနေမျိုးထိကိုပြည်သူတွေခံစားလာရနိုင်တဲ့အနေအထားမျိုးတွေတော့ရှိတယ်ဒါဒီအာဆီယံကုလသမဂ္ဂကတော့ဝိုင်းပြီးတော့ဖိရတော့ပေးနေတာအခုဆိုရင်တော့ဆန်းစုကြည်လွတ်မြောက်ရေးအာဆီယံရဲ့ကုလသမဂ္ဂအပါဝင်နိုင်ငံတကာကနေပြီးတော့ဒီဂျပန်လည်းပါတော့ဆန်းစုကြည်ကိုလွတ်ပေးချက်ချင်းမရှိလွတ်ပေးဖို့တောင်းဆိုနေတယ်နေသည့်တိုင်အောင်တော့မလွတ်ပေးဘဲနဲ့ဒီစကားအချမ်းဖက်တွေကထောင်တန်းကိုပဲသူကရှော့ပြလိုက်တဲ့အနေအထားမျိုးဒါတွေကတော့ဆက်ပြီးတော့ဒီလိုဖိအားပေးတဲ့ပုံစံမျိုးတွေကတော့ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့ပြန်ပြီးတော့ဒီနိုင်ငံတကာကိုဖိအားပေးဖို့တောင်းဆိုမှုတွေရှိလာတဲ့ခါကျရင်ရှိနေမယ်ဆိုပေမဲ့ဒီနိုင်ငံတကာနဲ့လှုပ်ဆောင်တဲ့ကိစ္စကျွန်တော်မြင်တာတော့ဒီနိုင်ငံတကာနဲ့လှုပ်ဆောင်တဲ့ကိစ္စကတော့အဖြေတော့မဟုတ်ဘူးတစ်ဖက်ကဖိအားလိုပုံစံမျိုးတော့ရှိနေဖို့လိုတယ်ကျွန်တော်တို့ဒီဂျမ်ဖက်ဒီစစ်တပ်ကိုဖယ်ရှားပစ်ဖို့အတွက်အစီအစဉ်တွေကတော့ရှိထားပြီးသားဖြစ်ဖို့လိုတယ်လို့အဲ့ဒါကိုလက်တွေ့ကြနဲ့အမြန်ဆန်အကောင့်ထဲပေါ်ဖို့လေလိုအပ်နေတယ်အခုအခြေအနေရဆိုရင်တော့အကောင့်ထဲဒီ SCEF လို့ပုံစံမျိုးနဲ့အကောင့်ထဲပေါ်နေတယ်ဒီပေါ်မှာမြန်ဆန်လေးတော့ရှိတယ်ဆိုရင်တော့ပိုပြီးတော့ကောင်းတယ်ပြည်သူတွေကမြန်ဒီကောင်တွေရှင်းသွားလေနော်ပြည်သူတွေအတွက်ကောင်းလေတိုင်းပြည်အတွက်ကောင်းလေဆိုတဲ့အနေအထားမျိုး
ရောက်နေတော့မြင်းမြင်းဆန်ဆန်လေးအဲ့လိုအပ်ချက်တွေဖြည့်ဆည်းတာတို့နားလည်မှုတွေတိဆောက်တာတို့ဒါတွေကတော့တိတ်အခက်ခဲကြီးမဟုတ်ဘူးအားလုံးဒီခံစားနေရတဲ့ခံစားမှုတွေကအခုမှပဲခံစားရတာမဟုတ်ဘူးနှစ်ပေါင်းများစွာခံစားနေရတယ်ဆိုတော့ပုံမှန်ဒီပြက်သက်သားကြီးကိုဆုံးဖြတ်ပြီးတော့လူအဓိကတော့ကျွန်တော်ထင်တယ်ဒီလူထုနဲ့ communicate ဒီ SCEF ဖြစ်ဖြစ် site ဖြစ်ဥဆောင်ပွဲလူထုနဲ့လူထုကိုတချို့ရှင်းချပြတင်တယ်လို့ချပြပြီးလှုပ်ဆောင်တဲ့ကိစ္စတွေလှုပ်ဆောင်နေဆိုရင်လူထုရဲ့ထောက်ခံမှုကိုမပြတ်ရရှိပြီးတော့အဲ့တော့မှလည်းလူထုကသူဘာလုပ်ရမလဲဆိုတာကိုသိမယ်လေအခုကကိုကလုပ်ပေးမယ်လူထုကအေးဆေးနေဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးလည်းဖြစ်လို့မရအောင်ကျွန်တော်တို့ဒီတော်လိုင်းရေးအခုဖြစ်ပေါ်နေတဲ့တော်လိုင်းရေးနေထားရအားလုံးပါဝင်ပြီးတော့လုပ်ရမယ်အခြေအနေကိုစိုက်နေတယ်ဆိုတော့အားလုံးလည်းသိကြအစရနာရှင်စနေမြပြရေးအတွက်အလုသမားလေသမားဆင်းရဲသားအခြေခံလူတန်းစားစီလုံးညီညွတ်စွာဖြစ်တိုက်ပွဲဝင်ကြဖို့ဆိုပြီးတော့ဒီမြန်မာနိုင်ငံအလုသမားတပ်ပေါင်းစုကတိုက်တွန်းဒီလိုဆန္ဒပြပွဲတွေရှိတိုင်းတိုက်တွန်းနေတယ်ဆိုတော့အဲ့လိုမျိုးတိုက်တွန်းချက်တွေနဲ့တူတကယ်လှုပ်ဆောင်တဲ့သူတွေကလည်းရှိဖို့လိုတယ်အဲ့လိုမျိုးလှုပ်ဆောင်ဖို့အတွက်ကိုကျွန်တော်တင်နေအကြံဉာဏ်တွေကိုတကယ်အတွေ့အကြုံရှိတဲ့လူတွေတကယ်ဘယ်လိုခေါ်မလဲအခြေအနေကိုလွှမ်းခြုံပြီးတော့တကယ်လက်တွေ့ကြကောင်းတဲ့ဖို့လုပ်လို့ရတဲ့လုပ်ငန်းစဉ်တွေကိုရေးဆွဲနိုင်တဲ့လူတွေနော်အဲ့လူမျိုးတွေနဲ့ကျွန်တော်ဒီနိုင်ငံတကာလူတွေဆိုလိုတာနိုင်ငံတကာမှာရှိတဲ့လူဒီခုနဒီနဲ့ဒီရွေးကောက်ခံနေကြီးပဲလုပ်နေမဲ့အစားအဲ့လိုဒီနိုင်ငံတကာမှာရှိတဲ့ပညာရှင်တွေအသိပညာရှင်တက်ပညာရှင်တွေပါဝင်ပြီးတော့ရေးဆွဲလှုပ်ဆောင်တဲ့အလေးဆောင်ကောင်းတဲ့ပေါ်တဲ့ပုံမျိုးလေးဆိုရင်လူထုကလည်းပို့ပြီးတော့အားရတယ်လို့လူထုအားရရင်လူထုထောက်ခံမှုကပို့ပြီးတော့လူထုထောက်ခံမှုထောက်ပံ့မှုဒါတွေကပို့ပြီးတော့ရှိလာတဲ့အခါကျရင်အရွေးကိုလုံနိုင်မယ်လို့ထင်တယ်တစ်ဖက်ကကာလတစ်ခုလောက်မှာကျွန်တော်တို့အဲ့အရွေးကိုတွေ့ခဲ့တယ်ဆိုပေမဲ့တရုတ်ဆောက်ယူတွေကကူညီလို့တရုတ်ဆောက်ယူတွေကနေပြီးတော့ဘွိုင်းပြီးတော့ပံ့ပိုးတဲ့ပုံမှာတရုတ်ဆောက်ယူရဲ့ဒီရုရှားကပူတင်ဆောက်ယူရဲ့အမှရှိတရုတ်ကဒီဒေါ်ဆန်းစုကြည်ကိုမိတ်ဆွေဟောင်းဖြစ်အများအားဆောက်ကြည့်နေတယ်ဆိုပြီးတော့တရုတ်ကမှလက်လေးဖြတ်မြတ်တရုတ်ကလည်းဘောမလိုပုံစံမျိုးသူလည်းဒီကျွန်တော်စီမှာဘောမတွေပြောနေတာကိုသဘောပေါက်ပြီးတော့လက်လေးရတယ်သူကဒီမလာအယူဘောကိုမလာတော့မဟုတ်ဘူးဘောကိုသူမဖို့ပြင်နေတာလည်းမဟုတ်ဘောမပဲနဲ့ဘောဆန်းတာလည်းပြင်မှာဘောဆန်းကြည့်ဘောကြလားမကြလားဆိုတော့စမ်းကြည့်ခြင်းတဲ့ပုံစံမျိုးဒီတရုတ်ဆောက်ယူတွေကကူညီတဲ့အတွက်ဗမာပြည်ကအချင်းတွေကအဲ့လိုကြန့်ကြာနေတဲ့ပုံမှာကျွန်တော်အားနည်းနည်းစိုက်ဖို့လေလွတ်တယ်လို့မြင်တယ်ဒီကောင်တွေကတော့ဒီအကြမ်းဖက်စကားစားသူကအတိုင်းမျိုးလိန်လို့ရသလောက်လိန်နေမှာဆက်ပြီးတော့တောက်လျှောက်လိန်ခုနတရုတ်နာမည်နဲ့တော့ခက်စစ်စင်တောက်လျှောက်လိန်ဆိုတောက်လျှောက်လိန်ဆိုတဲ့ပုံစံမျိုးနဲ့ဒီကောင်တွေနာမည်တော်ပြောင်းပေးလို့ရသူကဇက်တိုက်လိန်သွားမဲ့ဆိုတဲ့အတိုင်းဒီကစုံလပြည့်နေ့မှာလူငယ်ချမ်းသာခွင့်ဆိုပြီးတော့ဒီနိုင်ငံရေးကျင်းသားလက်ဆက်ကြောင်းတော့မပြည့်ပဲနဲ့အဲ့လိုမျိုးရှိတဲ့အကျဉ်းတော်တွေထဲမှာရှိတဲ့ရာဇဝတ်သားတွေလားလူသားကောင်တွေလားစသဖြင့်ရာဇဝတ်ကျူးလွန်တဲ့ဟာတွေဒီစသဖြင့်တခြားမှုတွေနဲ့ကျူးလွန်တဲ့ဟာတွေကိုတော့သူကထောင်ကျော်လွတ်ပေးလိုက်တာပေါ့သူကအရန်သဘောထားကြီးရဆိုတဲ့ပုံစံမျိုးဒါကတော့ကျွန်တော်တို့သိထားတဲ့အတိုင်းနိုင်ငံတကာရဲ့attention ကိုအာရုံစိုက်မှုရအောင်အတွက်သူကဒီနိုင်ငံတကာလို့တာအကျဉ်းသားတွေလွတ်တော့ဒေါန်ဆန်စစ်ကြီးလွတ်အဲ့လိုလွတ်တယ်ဆိုရင်ဒါအပြုတ်သဘောနဲ့သူကိုလက်ခံမယ်ဆိုတဲ့ပုံမှာသူကလွတ်တယ်လေကျင်းသားဆိုမလွတ်တယ်ကျင်းသားတွေလွတ်နိုင်ငံကျင်းသားဘာကျင်းသားနိုင်ငံကျင်းသားတွေပါလာမပြောနဲ့သူလွတ်တယ်အကျင်းသားတွေလွတ်ဆိုတော့ကျင်းသားတွေလွတ်တယ်လေခဲသူကအဲ့လိုပြန်ပြောလိုက်မှာပေါ့ဆိုတော့အဲ့လိုသဘောထားကြီးလို့ပါလို့ ਨੇ ကိုလိန်ကတော့အချမ်းဖက်စကားစဒီအချော်ရကြီးကောင်နေအချော်ရကြီးဆိုကိုဘိုးချုပ်ဆိုတဲ့ကောင်တွေကတော့ဒီလမ်းကြောင်းပေါ်မှာပဲတောက်လျှောက်ရှိနေမယ်ဆိုတဲ့ပုံမှာကျွန်တော်ထင်တယ်ဒီပြဿနာကြီးဒီအာဏာရှင်စနစ်ပေါ်မှာပြဖယ်ရှားပစ်ဖို့အတွက်ဆိုရင်ဒီအာဏာရှင်စနစ်ကို
တီတက်နေအောင်လက်ပတ်နေအောင်လုပ်နေတဲ့လူတွေကိုဖယ်ရှားပစ်လိုက်မှဒီအာဏာရှင်စနစ်ကလည်းပျောက်သွားမယ်လို့အဲ့လိုမျိုးသတ်မှတ်လို့ရတယ်ဗမာပြည်သူတွေကတော့ဒီငကြင်မှုတွေအများကြီးရှိနေဦးမှာမျောလင်းချက်ဆိုတာတော့မရှိတော့ဘူးလို့တော့ထင်ရဒါပေမဲ့တစ်ခုခုကရှိနေတော့မယ်အဲ့ဒါဘာလဲဆိုတော့မပြတ်သေးတယ်မျောလင်းချက်ကဗမာပြည်သူလူထုစီမှာရှိနေတော့မယ်ဒီနေ့လူအများစုရဲ့ဘဝတွေကိုကြည့်လိုက်အဆင်ပြေတယ်လို့တော့ပြောလို့မရအောင်သူတို့နာကျင်မှုတွေရှိတယ်ဆုံးရှုံးမှုတွေရှိတယ်မသေးကြမှုတွေနေ့တိုင်းရှိတယ်တချို့လူတွေအိမ်မရှိတော့ဘူးတချို့လူတွေအလုပ်မရှိတော့ဘူးတချို့လူတွေမျောလင်းချက်တောင်မရှိတော့ဘူးလို့ထင်လာတယ်ဒါတွေဒီလိုဖြစ်နေတာလေဒါတကယ်အမှန်တရားပဲဒါပေမဲ့ဒါကဒီ story တစ်ခုလုံးမဟုတ်သေးဘူးတစ်ဖက်မှာတိတ်လေးနဲ့ဆက်ကြိုးစားနေတဲ့လူတွေလည်းရှိတယ်ပြီးတော့ဘာမှမပြောဘဲနဲ့ကူညီနေတဲ့လူတွေလည်းရှိတယ်မမြင်ရတဲ့နေရာမှာတိဆောက်နေတဲ့လူတွေလည်းရှိနေပြန်ရောဒီအရာတွေကိုတော့ဒီ headline ခေါင်းကြီးပိုင်းတွေမှာတော့မတွေ့ရဘူးဒါပေမဲ့ဒါတွေကတကယ်ရှိနေတယ်အဲ့တော့မျောလင်းချက်ဆိုတာအကြီးတော့မဟုတ်ဘူးတခါတလေလူကဒီလက်မမီတဲ့အလင်းတန်းလည်းမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအရာကမပြတ်ဘူးမပြောက်ပြတ်ဘူးအဲ့တော့မေးစရာရှိတာပြည်သူတွေရဲ့စွမ်းအားဘယ်လောက်ရှိသလဲဆိုတဲ့ဟာဒီနေ့အချိန်မှာမေးစရာရှိလာတယ်အမှန်ကလူတွေကအားနည်းနေတယ်လို့ထင်ရတယ်ဆိုပေမဲ့ဒီသမိုင်းကိုပြန်ကြည့်တဲ့အခါမှာသမိုင်းမှာပြောင်းလဲမှုတွေဖြစ်လာတာဟာဒီအာဏာရှိတဲ့လူတွေကြောင့်မဟုတ်ဘူးအလျှော့မပေးတတ်တဲ့လူတွေကြောင့်လို့ပြောလို့ရတယ်ဒီ collective resilience ဆိုတဲ့စုပေါင်းခုခံတိုက်ပွဲဝင်မှုကစနစ်တစ်ခုထက်ပိုကြရှည်တတ်တယ်ဒါပေမဲ့လူတွေတိတ်လေးဖြစ်နေပေမဲ့ဘယ်သူကမှလက်မလျှော့သေးဘူးအခုဗမာပြည်မှာဖြစ်နေတဲ့အနေအထားရမျောလင်းချက်ဆိုတာဒီအရာအားလုံးအဆင်ပြေသွားမယ်လို့ယုံကြည်တာလည်းမဟုတ်ဘူးမပြောက်ပြတ်သေးတာကိုသိနေတာကမျောလင်းချက်လို့ပြောလို့ရတယ်နာကျင်မှုတွေကြားမှာတော့တခုခုကရှိနေတော့မယ်ဆိုတော့သိနေတယ်အဲ့ဒါကတကယ်စွမ်းအားကိုဖန်တီးတာအဲ့ဒီအခြေအနေကတကယ်စွမ်းအားကိုဖန်တီးတဲ့အခြေအနေဒါကြောင့်မိကွန်းတစ်ခုရှိလာပြန်တယ်မိကွန်းတစ်ခုထပ်ပြီးတော့ရှိလာတယ်ကျွန်တော်တို့မှာမျောလင်းချက်ရှိသေးလားမိကွန်းကိုအဲ့လိုမဟုတ်ဘဲနဲ့တခြားပုံစံနဲ့ပြန်မေးကြည့်လိုက်မှဆိုရင်ကျွန်တော်တို့မျောလင်းချက်တွေမပြောက်ပြတ်သေးဘူးလားဆိုတဲ့အဖြေကိုရှာကြည့်မယ်ဆိုတော့ကျွန်တော်တို့တယောက်ချင်းစီရှိတယ်တယောက်ချင်းစီကဒီအဖြေကိုပေးလို့ရတယ်